ကေတုပြည်သူများအားလုံးမင်္ဂလာပါဒီလရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ကဏ္ဍမှာတော့ကျွန်တော်နိုင်ငံမှာကြုံတွေ့နေရတယ်ပေါ့နော်တောင်သူဦးကြီးတွေကျွန်တော်အခက်အခဲတွေအများပြည်သူသိစေဖို့အတွက်သုံးသက်တင်ပြပေးနေပါတယ်ပထမဦးစွာပေါ့နော်ပထမဦးစွာတောင်သူဦးကြီးများခက်ခဲရဘာလို့ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်နေသေးဆိုတော့ကျွန်တော်တင်ဆက်ပေးခြင်းပါတယ်နော်အခုတော့ကျွန်တော် social media ပေါ်တွေမှာရေပန်းစားနေတဲ့ဒီ14မြင်းဆောင်ပြဿနာကနေကျွန်တော်တို့စကြင်ပါနော်ဒီ AR တိုင်းဒေသကြီးဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲ့စပကြီးဒေသပဲဖြစ်ပါတယ်စိုက်ပျိုးမြေဧကအများဆုံးနဲ့စပါးစိုက်ပျိုးမှုအများဆုံးဒေသလည်းဖြစ်ပါတယ်ဒီစိုက်ပျိုးမြေတွေကိုအသုံးချတာတိုင်းပြည်ရဲ့ကျွဲဝမှုပေါ့နော် wealth တွေကိုကျွန်တော်တို့ကထုတ်လုပ်ပေးနေတဲ့တောင်သူဦးကြီးတို့ဒီချမ်းသာမှုအမှန်ကိုခံစားသင့်ပါတယ်နော်သို့တော့တကယ်တမ်းလက်တွေ့မှာတော့တောင်သူလက်သမားဦးကြီးတို့မှာတနည်းတည်းစုဆောင်းငွေရရှိဖို့ရုန်းကန်နေရတဲ့အတွက်တာသမီများရဲ့ပညာရေးကိုဂရုစိုက်ဖို့ရအချိန်အနည်းငယ်မြတ်တရားရှိပါတယ်မိတ်ဆွေသိကြတဲ့အတိုင်းယခုခေတ်ကာလဟာစီးပွားရေးနဲ့ပညာရေးဟာဓာတ်ရိုက်အချိုးကျနေတဲ့ကာလဖြစ်တာကြောင့်စီးပွားရေးအားနည်းလာရင်ပညာရေးမှာလည်းအားနည်းလာတာဟာထုံးစံလိုဖြစ်နေပါပြီနော်အခုဆို14မြင်းဆောင်လို့ပြောလိုက်ရင်ဟာသားတစ်ခုလိုတောင်ဖြစ်လို့နေပါပြီကျွန်တော်ကိုယ်တိုင်လည်း14မြင်းဆောင်ဖြစ်လို့ဒီလိုအခြေအနေမျိုးတွေကိုမြင်ဘူးတွေ့ဘူးနေတာကြောင့်ဒါကိုဟာသားလို့မမြင်ဘဲနဲ့မြန်မာနိုင်ငံအတွက်အဖြေရှာမရသေးသောပု္ပ္ပာတဘုလို့မြင်မိပါတယ်ဒါဆိုတောင်သူလယ်သမားဦးကြီးတို့ဟာဘာကြောင့်စီးပွားရေးမှာရုန်းကန်နေရတယ်လဲပေါ့နော်ဒါကိုဖြည့်ရှင်းဖို့ချမ်းသာမှုဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်လူတယောက်ရဲ့ချမ်းသာမှုဆိုတာအဲ့ဒီလူတယောက်ကနေပေးနိုင်တဲ့ဝန်ဆောင်မှုဒါမှမဟုတ်ကွန်ပစ္စည်းပေါ်မှာတစ်ဖက်လူကလိုချင်မှုယာဂိုင်နှုန်းနဲ့ဓာတ်ရိုက်ချိုးကြပါတယ်မိတ်ဆွေမှာရှိတဲ့အရာကိုဘယ်သူမှမလိုချင်တဲ့အရာဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့အရာဘယ်သူမှမလိုချင်ဘူးဆိုရင်မိတ်ဆွေရဲ့ချမ်းသာမှုဟာတော်တော်နည်းနေတယ်လို့ဆိုရမှာဖြစ်ပြီးတော့မိတ်ဆွေမှာရှိတဲ့အရာကိုလိုချင်နေတဲ့လူတွေအများကြီးရှိနေတယ်ဆိုရင်ဒါဟာမိတ်ဆွေရဲ့ချမ်းသာမှုမြင့်တက်နေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလူတယောက်ချင်းစဉ်းစားတာတဲ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံဒီနိုင်ငံနဲ့ချီပြီးတော့နှိုင်းယှဉ်ပြီးတော့ပြောကြည့်ရအောင်နော်ကျွန်တော်တို့ကလောင်စာစီလိုချင်လို့တခြားနိုင်ငံကနေဝယ်မယ်ဆိုရင်ကို့မှာရှိတဲ့ပစ္စည်းတစ်ခုနဲ့လဲလှယ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတခြားနိုင်ငံကလိုချင်နေတဲ့ဝန်ဆောင်မှုဒါမှမဟုတ်ကုန်ပစ္စည်းကအများကြီးမရှိပါဘူးကျွန်တော်တို့နိုင်ငံကထွက်တဲ့ကြောက်မြရတနာတစ်ရေထွက်ပစ္စည်းတွေနဲ့စံစပါးဒါတွေနဲ့ပဲတခြားနိုင်ငံကပစ္စည်းတွေနဲ့လဲလှယ်နေရတာဖြစ်ပါတယ်နော်ဆိုတာကဒီပစ္စည်းတွေနဲ့ကျွန်တော်တို့ကအခြားနိုင်ငံကအဖိုးတန်ပစ္စည်းတွေကိုလဲလှယ်ဝယ်နေကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုနိုင်ငံရဲ့ချမ်းသာမှုတွေကိုထုတ်လုပ်ပေးနေတဲ့တောင်သူလယ်သမားဦးကြီးတို့ဟာဘာလို့စီးပွားရေးမှာခက်ခဲစွာရုန်းကန်နေရတာပါလဲအကြောင်းများစွာရှိပါတယ်ဒီကနေ့အစီအစဉ်မှာကျွန်တော်အချက်၃ချက်ကိုဖော်ပြပြီးတော့ဒါကိုဘလို့အဖြေရှာသင့်တယ်လဲဆိုတော့ဆွေးနွေးချက်တွေနဲ့နောက်ဆုံးပိုင်းမှာအဆုံးသတ်ချင်ပါတယ်ပထမဆုံးချက်အနေနဲ့ဘာလို့ဒီလယ်သမားတွေပေါ့နော်ကျွန်တော်တောင်လယ်သမားတွေဘာလို့စီးပွားရေးမှာရုန်းကန်နေရလဲနံပါတ်1အချက်ကိုကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကတော့ input cost squeeze လို့ခေါ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်မြန်မာလိုပြောဘာသာပြန်မယ်ဆိုရင် input ဆိုတာထည့်တယ်ပေါ့နော် cost ဆိုတာကုန်ကျမှု squeeze ဆိုတာအညှစ်ခံတာပေါ့နော်အဲ့တော့ဒီသူကဘယ်လိုပြောရမလဲဆိုတော့ကုန်ကျငွေ level ညှစ်နေသလိုဖြစ်ပါတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီနှစ်မိုးစဘာအထွက်ကောင်းတယ်ပေါ့မိုးစဘာထွက်ကောင်းတယ်ပြီးတော့စဘာဈေးကလည်းအရင်နှစ်ကထက်ပိုရလို့လယ်သမားတွေဝမ်းသာနေပါဒါပေမဲ့နောက်တစ်ချိန်မိုးစဘာရာသီရောက်လို့စိုက်ဖို့ပြိုးဖို့လုပ်တဲ့အခါမှာလယ်ထွန်ဆက်မောင်းဖို့စီစည်းကလည်းတက်လာပါတယ်ပြီးတော့အလုပ်သမားဈေးကလည်းတက်လာပါတယ်အတက်ဆုံးကတော့စိုက်ပျိုးရေးဈေးမြေဩဇာဈေးတွေဖြစ်ပါတယ်အခုပြောနေတဲ့ဟာတွေကစိုက်ပျိုးရေး product ထွက်လာဖို့အတွက်ထည့်သွင်းရတဲ့ cost တွေဖြစ်ပါတယ်တနည်းဆိုရတော့ input cost တွေဖြစ်ပါတယ်မဖြစ်မနေဝယ်ရတဲ့အရာတွေမဟုတ်လဲတောင်သူဦးကြီးတို့မှာရွေးစရာမရှိပါဘူးဝယ်ရပြန်ပါတယ်ဒီလို input cost တွေနဲ့ level ညှစ်ခံရသလိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုကျွန်တော်တို့က input cost squeeze လို့ခေါ်တာဖြစ်ပါတယ်ဒါကပထမအချက်ပေါ့နော်ဒုတိယအချက်ကတော့ price taker ဆိုတဲ့အချက်ဖြစ်ပါတယ် price taker ပေါ့နော်တောင်လယ်သမားဦးကြီးတို့မှာလက်ရှိအခြေအနေက price taker အခြေအနေမှာဖြစ်ပါတယ်စိုက်ပျိုးရေးဈေးတွေရဲ့ဈေးနှုန်းကဈေးစစ်နိုင်တဲ့အခြေအနေမှာမရှိပါဘူးဒီစိုက်ပျိုးရေးဈေးတင်သွင်းတဲ့ကုမ္ပဏီတွေကသတ်မှတ်တဲ့ဈေးကိုသာတောင်သူဦးကြီးတို့ကဝယ်နေရတာဖြစ်ပါတယ်ဥပမာဆိုပါတော့မိတ်ဆွေကအရန်ချမ်းသာတဲ့လယ်သမားကြီးဖြစ်ပြီးတော့စိုက်ပျိုးရေးဈေးတွေကိုတစ်ကမ္ဘာလုံးကနေကြိုက်တဲ့နေရာကနေဝယ်ယူနိုင်တဲ့လူဖြစ်တယ်ဆိုပါတော့ဒါဆိုရင်မြန်မာပြည်ကစိုက်ပျိုးဈေးတွေကိုမဝယ်ဘဲနဲ့တခြားကနေဝယ်ခွင့်ရှိသူတယောက်ဖြစ်နေမယ်ဆိုရင်မိတ်ဆွေက price taker အဆင့်မှာမဟုတ်ဘဲနဲ့ price negotiator အဆင့်ရောက်ရှိနေပြီဖြစ်ပါတယ်ပြောချင်တာကဈေးကြီးနေရင်ဗျာဈေးသက်သာတဲ့နေရာကနေရှာဝယ်ဖို့ဒါကိုဆိုတာဖြစ်ပါတယ်တတိယချက်ကတော့စိုက်ပျိုးရိတ်သိမ်းချိန်မှာအချောက်လှမ်းတင်စီထားနိုင်မှုမရှိတဲ့အတွက်စဘာပေါ်ကြီးမှာရောင်းလိုအားရုတ်တရက်ထိုးတက်သွားပါတယ်ဒီချိန်မှာရောင်းလိုအားများနေရင်ဖြစ်နေကြထုံးစံအတိုင်းဈေးကျပြီးတော့လယ်သမားဦးကြီးတို့ဟာတစ်ခါနစ်နာရပြန်ပါတယ်ရောင်းလိုအားများနေဈေးကျတယ်ပေါ့ဗျာဒါဆိုရင်စဘာဈေးကျပြန်တော့ဈေးမကြိုက်လို့မရောင်းပဲထားပြန်ရင်လေကျွန်တော်ခုနအဆိုလက်တွေဝင်မယ်စဘာတွေမကောင်းဖြစ်မယ်
ဒါမျိုးတွေဖြစ်ရပါတယ်ပြီးတော့ငွေလည်းပြန်မပေါ်ဘူးအဲ့တော့မိရနှစ်ခါနာမကပဲ3-4 5ကနားတဲ့ဘဝကိုရောက်သွားရပါတယ်ဒါတွေကကျွန်တော်သိသလောက်ပေါ့နော်လက်လန်းမိတော့ကျွန်တော်မေးမြန်းပြီးတော့ရရှိလာခဲ့တဲ့အချက်လက်တွေကလင်သမားတို့အတွက်ကြုံတွေ့နေရတဲ့ဒုက္ခတွေကအချက်3ချက်ဖြစ်ပါတယ်ဒါကိုနောက်ဆုံးမှနေရပါတော့ဒီချက်တွေကိုကျွန်တော်ဘယ်လိုဖြည့်ရှင်းကြမလဲပေါ့နော်ဖြည့်ရှင်းချက်တစ်ခုကတော့နိုင်ငံတော်အနေနဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေပတ်သက်တာတွေကိုထိန်းချုပ်စီးပွားရေးပေါ့နော် command economy အတွင်းတနည်းအားဖြင့်ကျွန်တော်အရင်ကတင်ဆက်ခဲ့ဘူးလေပေါ့နော်ထိန်းချုပ် plan economy ပဲပြော command economy ပဲပြောထိန်းချုပ်စီးပွားရေးအတွင်းကိုပြောင်းတင်ပါတယ်ပြောင်းတင်ဆိုတော့လုံးဝကြီးပြောင်းတာမဟုတ်ဘဲနဲ့ပေါ့နော်အနည်းငယ်ရင်းတင်ပါတယ်ဘာနဲ့တူတယ်ဆိုတော့အခုလက်ရှိကျွန်တော်လောင်စာစီဈေးကွက်ကိုနိုင်ငံတော်ကပါဝင်ထိန်းချုပ်တယ်လို့မျိုးဖြစ်ပါတယ်ဒီချက်ကခဲတစ်လုံးနဲ့ငှက်နှကောင်ထိတယ်လို့မျိုးပဲ input cost ကိစ္စရော price taker အခြေအနေရောနှစ်ခုစလုံးကိုဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်ဒါအပြင်စိုက်ပျိုးပြီးချင်းဝယ်ယူမှုနဲ့ကုန်သွယ်တွေကိုစိုက်ပျိုးပြီးတဲ့ခါမှာဒီစံစဘာကြီးရောင်းတယ်ပေါ့နော်ဒီလိုရောင်းတဲ့ခါမှာကုန်သွယ်တွေကိုဓာတ်ရိုက်မဟုတ်ဘဲနဲ့အစိုးရကတဆင့်ခံပြီးတော့ပါဝင်ပေးတာကတနည်းတစ်ပုံအထောက်အကူပြုမယ်ထင်ပါတယ်အရင်က socialist စီးပွားရေးမှာဘယ်လိုမျိုးကြာရှုံးသွားတယ်လဲဆိုတာကိုတော့သတိချက်ဖို့လိုပါတယ်ဒါတွေကကြားထဲမှာလက်ပေးလိုက်မှုတွေကြောင့်ဒီလိုမျိုးစနစ် command economy လုပ်တဲ့ခါမှာသူ့ရဲ့အားနည်းချက်တွေရှိပါတယ်ဒါတွေကိုတော့သတိချက်စေချင်ပါတယ်ဒီ command economy နဲ့ free economy တနည်းပြောမယ်ဆိုတော့ဈေးကွက်စီးပွားရေးနဲ့ထိန်းချုပ်စီးပွားရေးပေါ့နော်ဒီစီးပွားရေးနှစ်ခုအကြောင်းကိုကျွန်တော်ကစီးပွားရေးအစွန်းတစ်ဖက်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တင်ဆက်ထားဖို့ရှိပါတယ်မိတ်ဆွေတို့ကြည့်ရှုနိုင်ပါတယ်နော်သိချင်းလက်ရှိမှာနိုင်ငံတော်အနေနဲ့ပေါ့လယ်သမားဦးကြီးတို့အတွက်ချေးငွေတွေကိုအတိုးတက်တာစွာနဲ့ထုတ်ချေးပေးနေတာလည်းကြားသိရပါတယ်ဒါလည်းကောင်းမွန်တဲ့ fashion တွေတစ်ခုပါဒါပေမဲ့သူ့တစ်ခုထဲနဲ့တော့မလုံလောက်ပါဘူးစိုက်ပျိုးရေးဆေးပစ္စည်းတွေဒီစိုက်ပျိုးရေးဆေးပစ္စည်းဈေးကွက်ကနေနိုင်ငံတော်ပါဝင်မှုများလာမှတော့ကကြပါလိမ့်မယ်နောက်တစ်ချက်ကတော့ကျွန်တော်အခြေခံပညာအဆင့်မှာလေယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့သိပ္ပံအခြေခံတွေများများထည့်သွင်းတင်ကြားသင့်တယ်လို့မြန်မာလူမျိုးတို့ရဲ့နီးလန်းတဲ့တနည်းပါနော်နီးလန်းနဲ့ဗမာမှုပြုပြီးတော့တင်ကြားသင့်ပါတယ်ဥပမာဗျာလဲလုတ်တယ်ဆိုတာဘာကိုခေါ်တာလဲပေါ့နော်ပြီးတော့စကားပေါ်ခြင်းကဘယ်လိုအချိန်ဖြစ်မလဲဘယ်ချိန်မှလဲထွန်ကြလဲဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့တွေလူငယ်တွေကြားမှာသိသူအလုံးရှားပါလာနေပါတယ်ဒါဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူးအဲ့တော့ဟိုးငကိုတုန်းကတော့ကျွန်တော်မှတ်မိတော့ကျွန်တော်တို့ငယ်ငယ်ကတော့အတန်းထဲမှာစိုက်ပျိုးရေးချိန်ဆိုပြီးတော့ချိန်ရှိတာတော့သိတယ်ပေါ့နော်ဒါပေမဲ့တစ်ခါမှတော့စိုက်ပျိုးရေးနဲ့ပတ်သက်တာကိုမသင်ကြားခဲ့ဘူးပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီရေရှည်စီမံကိန်းပညာရေးဆိုတာရေရှည်စီမံကိန်းပေါ့နော်ပညာရေးမှာထည့်သွင်းသင်ကြားပေးခြင်းကရေရှည်စီမံကိန်းဖြစ်တယ်လို့ပြည်သူတိုင်းသိသိနေတဲ့အချက်ကိုမိမောင်းထိုးပြလိုက်တာမျိုးလည်းဖြစ်ပါတယ်ဒါမှသာလူငယ်တွေဟာစိုက်ပျိုးရေးဘက်မှာဝါသနာပါမှုများလာမယ်လူငယ်မျိုးဆက်တွေများလာမယ်ဒါဆိုရင်လူငယ်မျိုးဆက်တွေများလာရင်တိုးတက်မှုရှိလာမှာအေကံမလွဲဖြစ်ပါတယ်အနှစ်ချုပ်ပြောချင်တာကတော့ကျွန်တော်တို့လိုတာမန်လူတွေကသိတယ်ဆိုတာတိတိလေးပဲရှိပါသေးတယ်ဝေဖန်တာကလည်းလွယ်ပါတယ်တကယ်လက်တွေ့အကောင့်တွေပေါ်ရတာဖြည့်ရှင်းချက်ကတော့ဖြည့်ရှင်းဖို့ကတော့ခက်ခဲတဲ့လို့ဖြစ်ပါတယ်ဒီလိုဖြည့်ရှင်းဖို့ကိုနိုင်ငံတော်အနေနဲ့စီမံကိန်းတစ်ခုရေးဆွဲပြီးတော့လေယာစိုက်ပျိုးရေးကိုဝင်ပါမယ်တောင်သူဦးကြီးတို့ကိုလူချမ်းသာပညာတတ်အတိုင်းအဝိုင်းတွေဖြစ်အောင်ဆောင်ရွက်မယ်သူပြိုင်ကိုပြိုင်ရှင်းနိုင်တဲ့အဆင့်ရောက်လာတဲ့အခါနိုင်ငံတော်အနေနဲ့ဒီပါဝင်မှုကနေဖြည်းဖြည်းချင်းပြန်လည်ဆုတ်ခွာတင်ပါတယ်လို့အကြံပြုရင်းနဲ့ဒီကနေ့တင်ဆက်မှုကိုကျွန်တော်နားပါအောင်မယ်နောက်တစ်ပတ်မှာပြန်လည်ဆွေးနွေးကြပါလို့ဗျာ